Okay အခုချိန်မှာဒါလည်းကိုရသွားပြီဆိုရင်ကျွန်တော်ကဒီကောင်လေးကို live stream လွှင့်လို့အဆင်ပြေပြီဆိုရင်ကျွန်တော်ဒီမှာ live လွှင့်မှာဆိုလို့ရှိရင်ဒီမှာ go live ဆိုတာရှိတယ် record လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ record လုပ်လို့ရတာဖြစ်ပါတယ်ပေါ့နော်ဒါကကျွန်တော်ဒီကိုယ့်ရဲ့မှာရှိပြီးသားဗီဒီယိုတွေကိုကိုယ့်ရဲ့ဗီဒီယိုတွေကိုပြန်ပြီးမှ live လွှင့်တဲ့ပုံစံမျိုးပေါ့နော်ဒါကင်မရာနဲ့မချိန်ရသေးဘူးเนาะကျွန်တော်ကိုယ့်ရဲ့ကင်မရာဒီ laptop နဲ့ဒီ webcam နဲ့ပဲဖြစ်ကျွန်တော်ဒီကင်မရာတွေကိုကျွန်တော်မချိန်ရသေးဘူးအဲ့ဒါကိုယ့်ရဲ့ဗီဒီယိုတွေကို live stream ပြန်လွှင့်မှာဖြစ်တဲ့ကြောင့်လို့ဒီမှာ go live ပေါ့နော် go live ရှိတယ်အဲ့ဒီ go live ကိုမသွားခင်မှာကျွန်တော်က setting ထက်မှာရှိတယ်ဒီ setting ကိုကျွန်တော်ကတစ်ချက်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ကကိုယ့်ရဲ့ဒီ accessibility ဆိုတာဒီမှာ advanced ဆိုတာ advanced မှာပေါ့နော်ဒီ advanced ဆိုတဲ့နေရာမှာကျွန်တော်ကvideo ရဲ့ quality ချိန်လို့ရမယ်ပြီးလို့ရှိရင် color format တွေချိန်လို့ရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ record လုပ်ထားတဲ့ record လုပ်မှဆိုလို့ရှိရင် record ရဲ့ဒီအားတွေကိုချိန်လို့ရမှာကွာကိုယ့်ရဲ့ quality ကဘယ်လောက်ထိရှိလဲဆိုတာတွေကိုဒီမှာကျွန်တော်ကချိန်ရမှာဖြစ်ပါတယ် okay ဒါတွေကိုကျွန်တော်ကဒီမှာချိန်ပြီးပြီဆိုရင်ကျွန်တော်က okay ပေးမယ် okay ပေးပြီဆိုရင်ကျွန်တော်ကဒီမှာ my channel ဆိုတာရှိတယ် my channel ကိုရဲ့ asset နာဒီ asset 30ကိုကျွန်တော်ဒီ channel ပေးလိုက်ပြီးလို့ရှိရင်ကျွန်တော်ကဒီ add channel ဆိုတဲ့ဟာကိုကျွန်တော်ကရွေးပေးရမှာဖြစ်ပါတယ် add channel မှာသူတို့ကဘာတွေပေးထားမလဲဆိုလို့ရှိရင်ဒါပါနော်ဒါ Twitch ရှိမှပြီးလို့ရှိရင် YouTube ရှိမှ Facebook ရှိမှပြီးလို့ရှိရင်ဒါတော့ promotion ပေးတဲ့ဒီ application တွေဖြစ်တယ်ဒါ game တွေပေါ့နော်ဒီ game တွေ Instagram တွေရှိမှပြီးလို့ရှိရင်ဒါတွေကို live လွှင့်လို့ရတာဖြစ်ပါတယ်တကယ်လို့မျိုးကဒီကိုယ့်လွှင့်ချင်တဲ့ platform ပေါ်မှာ live လွှင့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာ add channel ဆိုတာကိုနေပြီးမှဒီမှာကိုယ့်ရဲ့ဒီ platform ရဲ့ live လွှင့်မဲ့ string key ကိုဒီမှာထည့်ပြီးမှ live လွှင့်လို့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီမှာရွေးထားတယ်ပေါ့နော်ဒီ Facebook နဲ့ YouTube ကိုကျွန်တော်ရွေးထားတယ်အဲ့လိုမျိုးကျွန်တော်က Facebook မှာကျွန်တော်တခုပြောချင်တာကျွန်တော်ရဲ့ Facebook က login ဒီမှာ email error ဖြစ်တဲ့အတွက်ကြောင့်မလို့ login ကိုတခါတည်းတန်းဝင်လို့မရဘူးတချို့မိတ်ဆွေတို့ကတန်းဝင်လို့ရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ login တွေကိုယ့်ရဲ့ email တွေတခါတည်း login ဝင်လို့ရတယ်ဆိုလို့ရှိရင် Facebook ကနေတခါတည်းဒီ string key တွေ user မလို့တော့ဘဲနဲ့တခါတည်းlive လွှင့်လို့ရတာဖြစ်ပါတယ်ကျွန်တော်ဟာကဒီ email error ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ live ဒီ string key နဲ့ပြန်မှလွှင့်ရတာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ YouTube ရှိတယ်ဒီမှာ YouTube မှာလည်းကျွန်တော်ချိန်ပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီနေရာမှာအခုကျွန်တော်ပိတ်ထားတယ် Facebook ကိုကျွန်တော်ဒီမှာပိတ်ထားတယ်ပြီးလို့ရှိရင်ဒီကောင်ကိုလည်းပိတ်ထားတယ် YouTube ကိုလည်းပိတ်ထားတယ် Facebook လည်းပိတ်ထားတယ်ကိုက platform တစ်ခုကို live လွှင့်ချင်တယ်ဆိုလို့ရှိရင်တစ်ခုစလုံးကို on ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာတစ်ခုစလုံးကပွင့်သွားပြီပေါ့နော် online ဆိုတာရှိပါတယ်ဒီကောင်ကို close ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ online ကပေါ့ဝါမှာမဟုတ်ဘူးပေါ့နော်ကိုက YouTube ကို live လွှင့်ချင်တယ်ဆိုလို့ရှိရင်ဒီဘက် online ချိန်ပြီးသားဖြစ်မှာပေါ့နော်ပြီးလို့ရှိရင် Facebook ကိုလည်းပဲကျွန်တော်က on ပေးလိုက် live လွှင့်ချင်တယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုထပ်ထိချင်တယ်ဆိုလို့ရှိရင်ဒီမှာတခါတည်းမှာ channel တစ်ခုသုံးခုကိုကျွန်တော်က platform တစ်ခုသုံးခုလောက်ကျွန်တော်ချိန်ချင်တယ်ဆိုလို့ရှိရင်ဒီမှာနောက်တစ်ခုပေးရ Instagram မှာလွှင့်လိုက် Instagram တစ်ချက်နှိပ်ပေးလိုက်အဲ့လိုပေါ့နော် Instagram ဒီမှာInstagram ရှိမှပြီးလို့ရှိရင်ဒီ Instagram မှာ live လွှင့်ဖို့တဲ့ string ဒီမှာထည့်ပေးလိုက်ရင်ရပြီပေါ့နော် okay ကျွန်တော်က cancel လုပ်လိုက်ပါမယ်ပေါ့ဆိုတော့ကျွန်တော်က live လွှင့်တော့မယ်ဆိုလို့ရှိရင်ဒီကောင်ကိုကျွန်တော်အခု Facebook မှာဖွင့်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာခေတာပုံရှိတယ်နော်ဒီမှာခေတာပုံရှိတယ်အဲ့ဒါခေတာပုံကိုနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ Facebook ရှိမှဒီဒါဆိုရင်ကျွန်တော်ကဒီ Facebook က live stream လုပ်တဲ့ဒီ string key ကိုကျွန်တော်ကဒီမှာထည့်ပေးလိုက်ဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ save ကိုနှိပ်လိုက် save ကိုနှိပ်လိုက်ပြီဆိုတာနဲ့ကျွန်တော်က Facebook ထဲကိုသွားမှာဖြစ်ပါတယ်ဒါတော့မိတ်ဆွေတို့တီးပေးသားဖြစ်မှာပါကျွန်တော် live လွှင့်တဲ့ပုံစံမျိုးကကျွန်တော်မပြောပြပေးတော့ပါဘူးနောက်ဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ပြောပြပေးပါမယ်ဆိုတော့ဒီကောင်လေးကိုကျွန်တော်ကFacebook မှာ live stream link ပြီးဆိုလို့ key ထိပ်ပြီးဆိုလို့ရှိရင်ဒီကောင်လေးကို go လိုက်ရင်တွားလိုက်ပေါ့နော်ဒီ software နဲ့ go လိုက်ရင်တွားလိုက်ဥပမာဒီ software လေးကို go လိုက်တွားပြီးဆိုရင်ကျွန်တော်တို့ကFacebook ထဲကို go လိုက်ဒီ setting တွေပါတယ်ချိန်ပြီးဆိုလို့ရှိရင် go လိုက်ကိုတွားရင်ရပါပြီခင်ဗျဆိုတော့ကျွန်တော်ကဒီနေရာမှာနောက်တစ်ခုပြောချင်တာကခုနကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပေါ့နော်ဒီကိုယ့်ရဲ့ video က live stream မလုပ်ခင်မှာဒီ video စက္ကန့်နောက်9မိနစ်ဆိုရင် live stream လာမယ်အဲ့လိုမျိုးပုံစံမျိုးကိုကဘယ်လိုမျိုးလုပ်ချင်လဲဆိုလို့ရှိရင်အဲ့လိုမျိုးလုပ်မှဆိုလို့ရှိရင်ဒီနေရာဒီမှာပေါ့နော်ဒါ sim 1ဖြစ်ပါတယ် sim 2လေးကိုကျွန်တော်ပြန်ပြောင်းပေးရမှာဖြစ်ပါတယ် sim 2ကိုကျွန်တော်ပြန်တည်ဆောက်မှဆိုလို့ရှိရင်ဒီမှာ sim 2ကိုပြန်တည်ဆောက်မှပြီးလို့ရှိရင်ဒီ sim 2မှာ
table တွေကျွန်တော်တို့ကဒီပေါင်းလေးကိုလာမယ်အပေါင်းလေးကိုလာမယ်ဆိုလို့ရှိရင်ဒီမှာ background image ကိုကျွန်တော်တို့ခုထားလိုက်မယ်ပေါ့နော်image ကျွန်တော် image တစ်ခုထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာ image ကိုကျွန်တော်ရွေးလိုက်ပါမယ် okay ကျွန်တော်ဒီ email လေးကိုရွေးလိုက်ပြီပေါ့နော် okay ဒီကောင်လေးကိုကျွန်တော် email လေးရွေးလိုက်ပြီပြီးလို့ရှိရင်ကျွန်တော်ကစက္ကန့်နာရီလာမှာဖြစ်တဲ့ကြောင့်ဒီကောင်ကိုတခြားပေါင်းပြန်နိုင်မယ်ပြီးလို့ရှိရင်ဒီမှာ cloud week ဆိုတာရှိပါတယ်ဒီ cloud week ကိုကျွန်တော် okay ပေးလိုက်မယ်ဒီ okay ဒီ cloud week မှာကျွန်တော်ဒီလိုချင်တဲ့ဒီပုံစံကျွန်တော်ထည့်လို့ရပါတယ်ကျွန်တော်ကဥမာမက်ဆေ့တို့ကဘေးပုံစံကြိုက်လဲပေါ့နော် okay ဒီပုံစံကိုကြိုက်တယ်ဆိုလို့ရှိရင် message တို့ကဒီမှာ okay ပေးမယ်ပြီးလို့ရှိရင်ကျွန်တော်နှစ်ချက်ပြန်နှိပ်ပြီးမှ edit ပြန်လုပ်မှာကွာဒီမှာဟုတ်လား edit ပြန်လုပ်ဖို့ဒီမှာthe line setting ဆိုတာရှိတယ်ဒီကောင်လေးကိုကျွန်တော်အလေ time ဒီမှာနှိပ်မယ်ပြီးလို့ရှိရင်အခုကဒီမှာကျွန်တော်က9နာရီဒီမှာ hour ပေါ့နော် hour ဆိုရင်9 okay 9နာရီဘယ်နှစ်မိနစ်မှလဲ10မိနစ်မှလား10မိနစ်กว่าဒါဆိုရင်ဒီမှာကဒီမှာစက္ကန့်ကတော့ထေးဆောင်မလို့ဘူးဒါauto လာပေးမှာဖြစ်ပါတယ်ဆိုတော့ဒီမှာရွေးပြလိုက်ပြီ okay ဒါဆိုရင်ကျွန်တော်ကဒီမှာ string time ကတော့ဒါဒီမှာเนาะကိုကြားတဲ့ပုံစံကိုလာလို့ရတယ်ကွာဒီလား okay အဲ့လိုမျိုးပေါ့เนาะပြီးလို့ရှိရင်ကျွန်တော်က okay ရပြီအဆင်ပြေပြီဆိုလို့ရှိရင် okay နှိမ့်လိုက်မယ်ဒီကောင်ကိုကျွန်တော်okay ခြေပြီးရင်ကျွန်တော်ဘယ်မှာထားမလဲဒီနားလေးမှာထားမလား okay ထားမှန်ကွာပြီးလို့ရှိရင်ကျွန်တော်ကဒီမှာအတိုင်းကိုအဲ့လိုမျိုး live stream လုပ်ဖို့အဆင်ပြေတော့ပေါ့အဲ့လိုဆိုရင်เนาะအဲ့လိုမျိုးအဆင်ပြေပြီဆိုရင်ကျွန်တော်ကဒီမှာokay ဒါဆိုရင်ကျွန်တော်ကဒီကောင်9နာရီနဲ့10မိနစ်ပြည့်တာနဲ့ဒီဖက်ကျွန်တော်ကkey chain ပေးရမှာဖြစ်ပါတယ်ပေါ့เนาะ live လွှင့်လာဥမာကျွန်တော်ကဒီမှာ play လိုက်မယ်ကွာokay ကျွန်တော်ဒီမှာ play လိုက်မယ်ကွာခုနစေနာဒီမှာ start okay စေနာ start စနေပြီ okay ဒီမှာစနေပြီเนาะ okay 9နာရီနဲ့9မိနစ်ပဲလိုတော့တယ် okay စေနာရီဥမာ9နာရီနဲ့9မိနစ်ပြည့်ပြီဆိုတော့ねကျွန်တော်ကဒီဘက်မှာဒီကောင်ကိုတစ်ချက်နှိပ်ပြီးမှဒီကောင်ကိုtransfer လုပ်လိုက်ရင်ကျွန်တော်က live side တော့မှာဖြစ်ပါတယ်အဲ့လိုမျိုးပုံစံပေါ့เนาะဒီကောင်က adjust လုပ်လို့ရသေးတယ်ကွာတော်ကိုအဆင်ပြေတယ်ဥမာကျွန်တော်ကဒီကောင်လေးကိုလည်းဒီမှာcopy ယူလိုက်မယ်ဒီ live လေးနဲ့ပုံစံကို copy ယူလိုက်မယ်ပြီးလို့ရှိရင်ဒီကောင်ကိုထည့်လိုက်မယ် okay ဒီဘက်မှာပေါ်ပြီးလို့ရှိရင်ကျွန်တော်ခုနမေးချင်ခဲ့တာပြီးလို့ရှိရင်ကိုယ့်ရဲ့ logo ကိုလေးပဲ copy ယူလိုက်မယ်ပြီးလို့ရှိရင်ဒီနားလေးမှာ paste လုပ်လိုက်မယ် okay ဒီကောင် transfer လုပ်လိုက်မယ် okay ဒါဆိုရင်အဆင်ပြေပြီပေါ့နော် okay ဒါဆိုရင်ဒါကိုက setting ချင်တာကတော့အဆင်ပြေသွားပြီဆိုလို့ရှိရင် okay တဘောကတော့9နာရီ9မိနစ်ပြည့်သွားပြီကွာ9နာရီနဲ့10မိနစ်ပြည့်သွားပြီဆိုရင်ကျွန်တော်ကဒီမှာokay ဒီကောင်ကိုทีนึงပြီးမှ transfer လုပ်လိုက် okay ဒါဆိုရင်ကျွန်တော် live stream ဒီမှာစနေပြီပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲပေါ့နော်ဒီ prison list studio ဆိုတဲ့ဒီ software လေးနဲ့မိတ်ဆက်ပေးတာကဒီပထမဗီဒီယိုမှာကဒီလောက်ပါပဲပေါ့နော်နောက်ဆိုရင်ကျွန်တော်တို့ဒီအထဲမှာဘာတွေဆက်လုပ်လို့ရသေးတယ်ဆိုတာကိုကျွန်တော်ထပ်ပြောပေးပါမယ်ခင်ဗျเนาะဒီ software လေးဟာကျွန်တော်မပြောပြသေးဘူးเนาะဒီ software လေးဟာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီမှာ Chrome ထဲဝင်လိုက်ပါဒီကောင်လေးဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးပါအရန်ကို download ဆွဲတာအရန်ကိုလွယ်ပါတယ်ဒီကောင်လေးဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးဒီမှာပေါ့နော် prison list studio ဆိုတာဖြစ်ပါတယ်ပေါ့နော်ဒီကောင်လေးอ่ะဆိုလို့ရှိရင်ဥမာ download လုပ်မှဆိုလို့ရှိရင်ဒီမှာ download ကိုဆွဲလိုက်ပါ download ကိုနှိပ်လိုက်တာနဲ့ဒီမှာdownload for window ပေါ့နော်ဒီမှာဒီ download for mac ဒီဒါတော့ဒီ laptop ဒီ mac တော့မရသေးဘူးလို့သူတို့ပြောထားတယ်เนาะဒါပေမဲ့မတီးပေါ့နော်ရလားမရသေးဘူးဆိုတာမင်းဆိုတော့ဒီmac သုံးတဲ့သူတွေဆိုလို့ရှိရင်စမ်းကြည့်ပေါ့နော်ကျွန်တော်ဒီမှာ window အတွက်သူတို့ပေးထားတာဖြစ်ပါတယ်ဆိုတော့ဒီ window အတွက်ဆိုရင်အဆင်ပြေပေါ့နော်အဆင်ပြေပါတယ်ဥမာဒီကောင်လေးကိုလည်းပဲဒီမှာ window ဒီမှာရန်ကိုလွှဲပါတယ်ခင်ဗျာဒါပေမဲ့ဒီမှာပြောပေးထားပါဘောပေါ့နော်သူတို့ကအနည်းဆုံး window 10နဲ့ window 11ဖြစ်မှန်းပြီးလို့ရှိရင်သူတို့ကဒီ keep ကတော့64ပေါ့နော်ဒါဒီ64 keep ဖြစ်မှာပေါ့နော်အဲ့လိုမျိုးသူတို့ကပြပေးထားပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဗီဒီယိုကတော့ပထမဒီmessage ပေးတဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်